အမိုက်တွေကိုအသုံးပြုပြီးတည်ဆောက်ထားတဲ့အီဂျစ်ရဲ့လျှို့ဝှက်စမ်းကြယ်မြို့တော်မန်ရှီယာနာဆာကမ္ဘာပေါ်မှာမြို့တော်တစ်ခုကိုအခြားမြို့တွေလိုမျိုးအုပ်သေးဘီလက်မြို့တွေနဲ့တည်ဆောက်ထားတာမဟုတ်ဘဲနဲ့စွန့်ပစ်အမိုက်တွေနဲ့ပုံဖော်ထားတယ်လို့ပြောရင်ယုံနိုင်မှာမလားအာဖရိကတိုက်အီဂျစ်နိုင်ငံရဲ့မြို့တော်ကိုင်ရိုရဲ့အပြင်ဘက်မှာမန်ရှီယာနာဆာလို့ခေါ်တဲ့ရပ်ကွက်တစ်ခုတည်ရှိပါတယ်ဒီနေရာကိုဒေသခံတွေကရောနိုင်ငံတကာကပါ Garbage City မြန်မာလိုဆိုရင်တော့အမိုက်မြို့တော်လို့နာမည်ပြောင်းပေးထားပါတယ်ဘာလို့လဲဆိုတော့အဲ့ဒီရပ်ကွက်တစ်ခုလုံးမှာနေထိုင်ကြသူတွေဟာသူတို့မြို့တော်တစ်ခုလုံးကအမိုက်တွေကိုစုဆောင်းပြီးတော့စီမံခန့်ခွဲပြီးပြန်လည်အသုံးပြုခြင်းကိုလုပ်ကိုင်နေကြလို့ပဲဖြစ်ပါတယ်ဒီမန်ရှီယာနာဆာဟာထောင်ပေါင်းများစွာသောဇာဗယ်လီယန်လို့ခေါ်တဲ့ခရစ်ယာန်ကော့ပတစ်တွေနေထိုင်ရာရပ်ကွက်တစ်ခုပဲဖြစ်ပါတယ်ဇာဗယ်လီယန်ရဲ့အဓိပ္ပာယ်ကတော့အမိုက်ကောက်သူတွေလို့ဆိုလိုတာပါဒီလူတွေဟာကိုင်ရိုမြို့ကြီးရဲ့အိမ်အောင်စုတွေနဲ့လုပ်ငန်းခွင်တွေကနေထွက်ရှိလာတဲ့အမိုက်တွေကိုနေ့စဉ်နေ့တိုင်းသွားရောက်စုဆောင်းပြီးသူတို့ရဲ့နေအိမ်တွေစီကိုပြန်လည်တည်ယူလာကြပါသည်သူတို့ရဲ့နေအိမ်တွေရဲ့လမ်းတွေဟာအမိုက်တွေနဲ့ပြည့်နှက်နေပေမဲ့ဒီအမိုက်တွေဟာသူတို့ရဲ့အသက်မွေးဝမ်းကြောင်းမှုရဲ့အရင်းမြစ်တစ်ခုဖြစ်လို့နေပါသည်ဒီအမိုက်မြို့တော်ကြီးရဲ့ထူးခြားချက်ကတော့ဒီဇာဗယ်လီယန်လူမျိုးတွေရဲ့အမိုက်စီမံခန့်ခွဲမှုစနစ်ဖြစ်ပါသည်အီဂျစ်အစိုးရရဲ့အကူအညီတစိုးတစည်းမှမပါဝင်မင်းနဲ့သူတို့ဟာကိုင်ရိုမြို့ကနေထွက်ရှိလာတဲ့အမိုက်စုစုပေါင်းရဲ့80%ကျော်လောက်အထိကိုပြန်လည်စီမံခန့်ခွဲပြီးတော့အသုံးပြုနိုင်စွမ်းရှိကြပါသည်ဒီပမာဏကအနောက်နိုင်ငံကခင်မိတဲ့အမိုက်စီမံခန့်ခွဲမှုစနစ်တွေရဲ့ပြန်လည်အသုံးပြုမှုနှုန်းထက်တောင်မှပိုပြီးတော့မြင့်မားနေပါသည်အစင်းမြင့်နည်းပညာတွေလည်းမပါဘဲနဲ့လူတွေကပဲဒီလိုစီမံခန့်ခွဲနေတာကလည်းအံ့ဩစရာကောင်းတဲ့အချက်ပါပဲအဲ့ဒီမှာရှိတဲ့နေအိမ်တိုင်းဟာအသေးစားစက်ရုံနေလို့ပါမိသားစုဝင်တိုင်းဟာပလတ်စတစ်စက်ကူတတ်ထုနဲ့ organic အမိုက်တွေကိုအမျိုးအစားခွဲခြားပြီးတော့တစ်ခုချင်းစီစနစ်တကျပြန်လည်အသုံးပြုဖို့အတွက်ပြင်ဆင်နိုင်စွမ်းရှိကြပါသည် organic အမိုက်တွေကိုစွန့်ပစ်ခြင်းမရှိဘဲနဲ့ဝက်စာအဖြစ်ပြောင်းလဲပြီးမွေးမြူရေးခြံတွေမှာအသုံးပြုပါသည် organic အမိုက်ဆိုတာကစားစရာစားကျွင်းစားကြံတွေစွန့်ပစ်လိုက်တဲ့ဟင်းသီးဟင်းရွက်အပုပ်သိုးတွေအပါအဝင်အစားအစာအမျိုးမျိုးကိုဆိုလိုတာဖြစ်ပါသည်ဒီလိုမျိုးအမိုက်တွေအားလုံးကိုအရင်းမြစ်အဖြစ်ပြန်လည်အသုံးပြုခြင်းကဇာဗယ်လီယန်တွေအတွက်ဝင်ငွေရရှိစေုံသာမကဘဲနဲ့ကိုင်ရိုမြို့ရဲ့တဘာဝပတ်ဝန်းကျင်ကိုပါထိန်းသိမ်းရာရောက်စေပါသည်သူတို့ရဲ့ရက်ကွက်ကအပြင်ပိုင်းကကြည့်လိုက်ရင်တော့ရှုပ်ထွေးပြီးတော့ယွန်စရာကောင်းပေမဲ့ဒီဒေသခံတွေရဲ့ဘဝကိုအမိုက်ထဲကနေပြီးရုန်းကန်ဖန်တီးနိုင်တဲ့စွမ်းရည်ကတော့အလွန်လေးစားစရာကောင်းလာပါသည်ဒါကြောင့်မလို့ဒီလိုအမိုက်တွေနဲ့လှုပ်ထားတဲ့မြို့တော်ကိုတကူးတကလာရောက်လေပတ်ကြတဲ့နိုင်ငံခြားသားခရီးသွားတွေအပါအဝင်လေးလာသူတွေလည်းအတော်လေးများပြားပါသည်ညီကုန်းချောင်းနေနဲ့ပြောရမယ်ဆိုရင်တော့ဒီမန်ရှီယာနာဆာအမိုက်မြို့တော်ဟာစင်ရဲမွဲတည်မှုရဲ့အရေးအောက်မှာတည်ရှိနေတဲ့မြို့တစ်မြို့ဖြစ်ပါသည်ဒါပေမဲ့ဒီဒေသခံတွေဟာဇာဗယ်လီယန်ရဲ့စွန့်ဦးတီထွင်စိတ်ဓာတ်အမိုက်တွေကိုအရေးမြစ်အဖြစ်ပြောင်းလဲနိုင်တဲ့စွမ်းရည်နဲ့ခိုင်မာတဲ့လူမှုအတိုင်းအဝန်းကဒီမျိုးကိုရှင်သန်မှုရဲ့အမှုပညာပြကန်းတစ်ခုအဖြစ်ပြောင်းလဲပေးပါသည်ဒီမျိုးရဲ့ဇာလန်ကကျွန်တော်တို့ကိုအမိုက်တိုင်းဟာအသုံးမဝင်တဲ့စွန့်ပစ်ပစ္စည်းဆိုတာထက်အခွင့်အရေးတစ်ခုအဖြစ်ပြောင်းလဲနိုင်တယ်ဆိုတာကိုသင်ခန်းစာပေးနေတာပဲဖြစ်ပါသည်နောက်ထပ်လည်းဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုရှာဖွေတင်ဆက်ပေးပါဦးမယ်အဆုံးထိကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ